အားလုံးပဲမင်္ဂလာပါဖမောက်ကွန်ပျူတာသင်တန်းနဲ့မိတူလုပ်ငန်းမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြမယ့်သင်ခန်းစာကဒီပေါ့ Microsoft PowerPoint ပေါ့နော် Microsoft Office PowerPoint တွေကနော် PowerPoint သင်ခန်းစာတွေဒီ Editing Presentation ဆိုတာကိုပြောပြမှာဖြစ်ပါEditing Presentation လို့သာပြောတာကျွန်တော်တို့တကယ်ကြတော့ဒီ copy paste လုပ်တာတွေကိုဒါ Editing Presentation မှာ copy paste တွေလုပ်မယ်ကိုချက်မယ်ပေါ့နော်စကလုံးပေါင်းတွေချက်မယ်ဆက်ဆေးမယ်ပေါ့နော်နောက်တစ်ခါဒီစကလုံးတွေပြင်တာတွေပါလုပ်မယ်နောက်တစ်ခါ special character တွေထည့်တယ်ဒါမျိုးတွေကိုလုပ်တဲ့အခါမှာပြောတာဒါဒီလဲကျွန်တော်တို့ကဘာနဲ့အလားတန်တူလဲဆိုတော့ကျွန်တော် Microsoft Office Word မှာလုပ်တတ်တယ်ဆိုရင်ဒါတွေကလည်းဒီဘက်မှာလုပ်တတ်မှာဖြစ်ပါတယ်အဲ့တော့လုပ်တဲ့ Microsoft Office Word ကိုသာကျွမ်းကျင်ခဲ့မယ်ဆိုရင်ဒါတွေကထူထူပြောပြနေစရာတော့မလိုဘူးအကုန်ဒီ Word မှာသုံးတာနဲ့ပုံစံအတူတူပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီပြီးတော့ PowerPoint presentation မှာလည်းဒါလေးကိုထပ်ပြီးတော့ပြောပြပေးပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီသင်ခန်းစာမှာဒီအချက်9ချက်လုံးကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Word နဲ့ပုံစံတူးနေတာမျိုးကြောင့်ပါဟုတ်ပြီဒါဆိုရင် copy and paste copy လုပ်တယ်ဆိုရင်ကျွန်တော်တို့ကစကားလုံးတစ်ခုကို copy ပွားမယ်ဟုတ်ပြီနော်စကားလုံးတစ်ခုကို copy ပွားမယ်နောက်တစ်ခါဒီ slide ကြီးတစ်ခုလုံး copy လုပ်တာရှိတယ်နောက် paste လုပ်တာလည်းအတူတူပဲအဲ့တော့ဒါတွေကိုသုံးတဲ့အခါမှာကျွန်တော်တို့စကားလုံးတစ်ခုကိုပွားခြင်းနဲ့စာကြောင်းတစ်ကြောင်းကျွန်တော်ဒီဟာလေးကို select မှတ်တယ်နော် mouse ကို left click ဖိပြီးဆွဲလိုက်မယ်ဆွဲပြီးကျွန်တော်ဒီမှာမှတ်လိုက်မယ်နော်ဒါဆိုတစ်လုံးနဲ့မှတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒါဒီလဲ Microsoft Office Word နဲ့အတူတူပဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒါကြီးကိုသေးစိတ်မပြောတော့ဘူး select မှတ်လိုက်မယ်ကျွန်တော်ဒီစာကြောင်းလေးကိုကျွန်တော် select မှတ်လိုက်မယ်နောက်တစ်ခါ Control C နှိပ်လိုက် keyboard ကနေ Control C ကိုနှိပ်ရင်လည်းရတယ်ဒါမှမဟုတ်ရင် right click နော် select မှတ်ပြီး right click ပြီးတော့မှဒီမှာကျွန်တော် copy ဆိုတဲ့စကားလုံးရှိနော်အဲ့ copy ဆိုတဲ့စကားလုံးကိုကျွန်တော်သွားပြီးနှိပ်လိုက်ပြီးကျွန်တော်တို့ကိုလုပ်ချင်တဲ့နေရာတစ်ခုမှာသွားပြီး copy ပွားမယ်ပေါ့အဲ့ဒါဆိုကျွန်တော်ဒီမှာ slide အသစ်တစ်ချက်ယူလိုက်မယ်ဒီနားလေးမှာ slide အသစ်တစ်ချက်ယူလိုက်မယ်ကျွန်တော်လွယ်အောင်လို့ဒီနားမှာပဲယူလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနားလေးသူ့ရဲ့အောက်လေးမှာပဲ slide တစ်ချက်ယူလိုက်ပြီဒါဆိုကျွန်တော်ဒီထက်မှာသွားပြီးတော့ဒီမှာ control V keyboard ကနေ control V ကိုနှိပ်ရင်လည်းရဒါဆိုသူ့ရဲ့ source time မှာဝင်သွားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီမှာသူ့ရဲ့အားတွေရှိတယ်ပေါ့နော်ဒီ paste option တွေရှိတယ် paste option မှာဒါ text only နဲ့ယူလို့ရတယ် picture အနေနဲ့ယူခြင်းလဲယူလို့ရဒါဆို picture အနေနဲ့ကျွန်တော်ယူကြည့်မယ်ဆိုရင်ကြည့်အောင်ဒီပုံစံ picture ကြီးအနေနဲ့ပဲဒါဟိုစကားလုံးတွေကိုပြင်လို့ရလားဆိုတော့ပြင်လို့မရအောင်နော်သူဒီ picture အနေနဲ့ယူသွားတာဖြစ်တယ်အဲ့တော့ဒီစာကြောင်းဒီကျွန်တော်တို့ဘာအနေနဲ့ဆို picture ကြီးအနေနဲ့ရှိနေတာဖြစ်တယ်နော်အဲ့တော့ဒါက special of paste လုပ်တဲ့အခါမှာတော့ copy and paste ဆိုတဲ့အခါမှာကျွန်တော်က paste လုပ်တဲ့အခါမှာကို source ဒါဆိုရင်ဒါ keep source မူခဘက်က font size အတိုင်းပဲလာတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်လိုက်ကျွန်တော်ကူးခဲ့တာ font size ရှိတဲ့ဟာလေးကိုကျွန်တော်ဒီမှာခုနဒါလေးကူးလိုက် font size 26ဒီဘက်မှာသွားကြည့်နေ font size 26ဒါကခုန control V နဲ့လုပ်လိုက်တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒါလေးကိုနောက်တစ်ခုလိုက်ပြန်မယ် control V နှိပ်လိုက်မယ်ဒါဆိုရင် font size ကမတူတော့30နဲ့နော် control V ဒီသူ့ရဲ့ default အနေနဲ့ပဲ copy ကူးသွားတယ်အဲ့တော့ keep source နဲ့နှိပ်မယ်ဆိုဟိုဘက်က format အတိုင်းပဲလားဒီမှာပုံစံလည်းဟိုဘက်ကယူခဲ့တဲ့ bullet ပုံစံနဲ့ပဲလားနော် keep source ဟုတ်ပြီနော်ဒါဆိုရင် keep source format ဒီဆိုရင်ဟိုဘက်ကအတိုင်းပဲလာတယ်ဒါလေးသဘောပေါက်ဖို့လိုတယ်အဲ့တော့ paste လုပ်တဲ့နေရာမှာပေါ့နော် paste လုပ်တဲ့နေရာမှာကျွန်တော် special အနေနဲ့သုံးရင် picture အနေနဲ့သုံးလို့ရတယ်ဟုတ်ပြီနော်စာသားကြည့်ရင် text only ကြည့်တိုင်းပဲယူမှာဆိုရင်ဒီလိုလေးနေလိုက်မှာဆိုရင်ကျွန်တော်ဒီမှာ font ပုံစံအစားပြောင်းသွားတယ် tiny roman မဟုတ်တော့ဘူးဟိုဘက်မှာဒါဘာဖြစ်ခဲ့လဲဆိုတော့ tiny roman နော်ဒီမှာလဲ tiny roman ဟုတ်ပြီဒါဆိုရင်ဒီလောက်လေးဆိုရင်သဘောပေါက်မယ်ထင်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ copy and paste ကိုနားလည်မယ်လို့ထင်ပါဟုတ်ပြီ copy and paste နားလည်ဒါကကျွန်တော်တို့စာကြောင်းတစ်ခုချင်းကိုပွားခြင်းနဲ့ပုံတစ်ခုချင်းကိုကျွန်တော်တို့ကဘာလုပ်လဲဆိုရင်ယူတာဟုတ်ပြီဒါဆိုကျွန်တော်ဒီပုံကြီးကို copy ယူခြင်းတယ်ဒါဆိုရင်ဒီ right click ထောက်တယ် copy ယူမယ်ပေါ့နော် copy ယူမယ်ဆိုရင်ကျွန်တော်တို့ copy ယူပြီးခုနကကျွန်တော်ဒီမှာလုပ်ထားတဲ့အထဲမှာလာလုပ်မယ် paste picture အနေနဲ့ယူမှာလား keep နော်ဒီကောင်အနေနဲ့ယူမှာကြိုက်တာနဲ့လုပ်လို့ရတယ်အဲ့ control V နှိပ်လိုက်ရင်လည်းအတူတူပဲဒါကပုံကိုကျွန်တော်တို့ကဘာလုပ်တာလဲဆိုရင် copy ယူတာဟုတ်ပြီ copy ယူတာ slide ကြီးတစ်ခုလုံး copy ယူလို့ရတယ်နော် slide အချက်လိုက်လည်း copy ယူလို့ရတယ်အဲ့တော့ဟုတ်ပြီဒါဆို slide အချက်လိုက်ကိုကျွန်တော် copy ယူကြည့်အောင်ဒါဆိုရင်ကျွန်တော်ဒီ slide လေးကို copy ယူမယ်ဒီ slide ပုံအဲ့ကြတော့ဒီမှာတော့မထောက်ဘူးကျွန်တော်ဒီဘက်က slide bar ပေါ်မှာရှိတဲ့ဟာကိုဘာလုပ်မလဲဆိုရင် click ထောက်ပြီးရင်ဒီမှာကျွန်တော် copy ဆိုတာကိုနှိပ်လိုက်ဟုတ်ပြီနော်ဘာလို့နှိပ်လိုက်မလဲဆိုရင် copy ကိုနှိပ်လိုက်ပြီးကျွန်တော်ခုနကူးကျင်တဲ့ဒီဘက်ထဲကိုလာမယ်ဒီမှာဒီဘက်ကိုမှထည့်မယ်ဟုတ်ပြီနော်ဒီဘက်မှာတစ်ချက် click ပေးလိုက်ပြီးရင် control V ကိုနှိပ်လိုက်ဒါဆိုရင်ခိုဘက်ကယူခဲ့တဲ့ slide ကြီးကိုကျွန်တော်ဒီမှာရောက်လာတယ်နော်ရောက်လာတော့သူ့ရဲ့ဒီပုံစံက slide အနေနဲ့တိုးသွားတယ်ဒါနဲ့ font တွေပါတွေကပုံစံကွဲပြားသွားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဘလို့သူ့ရဲ့မူလဟိုဘက်က site အတိုင်းပဲလိုချင်တယ်ဆိုရင်ဒီမှာ key so formatting
ဒါဆိုဒီပုံစံတိုင်းလာမယ်သဘောပေါက်မှာနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ slide လိုက်ကြီးလဲဟိုဘက် slide ကနေဒီဘက် slide ကို select အချက်လိုက်ကူးထည့်လို့ copy ကူးလို့ရတယ် paste လုပ်တဲ့အခါမှာတော့ကိုကူးခြင်းတဲ့နေရာမှာဒီလိုလေးတစ်ချက်ချမယ်ပေါ့နော် mouse လေးနဲ့ဒီနားလေးမှာသွားမှာဆိုဒီနားလေးမှာတစ်ချက်ချမယ်ပြီးရင် control V နှိပ်လိုက်ရင်လည်းရတယ်ဒါ control V နှိပ်လိုက်တော့သူ့ရဲ့ဒီဘက်ကပုံစံနဲ့အတိုင်းပဲဝင်သွားတယ်ဟိုဘက်ကအတိုင်းမပါဘူးဟုတ်ပြီဒါဆိုရင်ဟိုဘက်ကနေဒီမှာ keep source formatting ကိုသုံးမယ်ဆိုရင်သူ့ရဲ့ source တိုင်းပဲရမယ်ပြင်လို့လည်းရမယ်အဲ့လိုမှမဟုတ်ဘူး picture အနေနဲ့သုံးမယ်ဆိုရင်လည်းဒါကြတော့ picture ကြီးအနေနဲ့ပဲမလုပ်လာမှာဆိုရင်ဝင်လာတာဖြစ်တယ်ဒီထဲမှာနားလည်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ copy and paste လေးကိုရမယ်လို့ထင်ပါတယ်ဟုတ်ပြီဒါဆို copy and paste ရပြီဆိုရင်နောက်တစ်ခုဆက်အောင် undo เนาะ undo နဲ့ redo ပေါ့เนาะဒါကတော့အကုန်လုံးကျွန်တော်တို့ keyboard ကနေ control Z နှိပ်လိုက်ရင်လည်းရတယ် control Z နှိပ်ရင်လည်းရတယ်နောက်တစ်ခါဒီဘက်မှာဒီအပေါ်မှာ quick access toolbar မှာရှိတယ်ဒီကောင်လေးကိုနှိပ်ရင်လည်းရတယ်ဒီကောင်ကကြတော့ဘာလဲဆိုရင်ကျွန်တော်တို့က undo ဒီကောင်ကကြတော့ redo ခေါ်တာပေါ့เนาะ redo ကကြတော့ခုနကကိုဖြတ်လိုက်တဲ့ဟာတွေကိုပြန်ပြီးတော့ပြန်ပေါ်တဲ့ဟာဒါဆိုဒီဟာလေးနှစ်ခုပဲအဲ့တော့ undo နဲ့ redo မှာကိုကသိကျင်တယ်ဆိုလို့ရှိရင်ဒီမှားသွားတယ်ပေါ့နော်တခုခုမှားသွားတဲ့အခါမျိုးတွေမှာကျွန်တော်တို့ကပြန်ပြီးတော့သုံးလို့ရပါတယ်เนาะ undo redo ကိုကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဒီ undo redo သုံးတာတော့ခက်ခဲမရှိတော့ဘူးထင်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကနောက်ထပ်ဘယ်ဟာကိုသွားကြည့်ကြမလဲ find and replace find and replace ဆိုတာစကားလုံးပေါင်းတွေကိုကျွန်တော်တို့စစ်မယ် find ရှာမယ်ပေါ့ကိုရှာခြင်းတဲ့စကားလုံးတွေကိုအများကြီးဖြစ်နေတဲ့အတွက်ကျွန်တော်ဒီထဲမှာဘာလုပ်မလဲဆိုတော့သွားပြီးတော့ရှာဟုတ်ပြီရှာမယ်ဆိုတော့အဲ့ဒါက find and replace ဒီဘက်မှာရှိတယ်ဆိုတော့ home tab ထဲမှာရှိတယ် home tab ထဲမှာဒီမှာကျွန်တော် find ရှာရုံပဲရှာကျင်တာဆိုရင်တော့ကျွန်တော်တို့က find ကိုပဲနေ find နဲ့ကျွန်တော်ဘယ်စကားလုံးကိုရှာဒါကျွန်တော်ခုနရှာကြည့်ထားတဲ့ဟာလေးပေါ်နေတာဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီဘက်ထဲမှာဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်ရှာကြည့်မယ် find ရှာလိုက်ပြီဒါဆိုရင်ဒီမှာရှိမယ်ပေါ့သူကပြောပြီဒီမှာဟုတ်ပြီနော်ဒီမှာတွေ့နောက်ထပ်တစ်ခါ find next ဒီမှာလည်းရှိမယ်နော်ဒီပေါ်မှာပြမယ် select မှတ်ပြီးတော့ဒီတစ်ခါလည်းပြပေးတယ်နောက်တစ်ခါရှာလိုက်တော့ဒီမှာလည်းရှိမယ်တဲ့ဒါဆိုရင်ကျွန်တော်တို့က Arduino ဆိုတဲ့စကားလုံးကိုကျွန်တော်ရိုက်လိုက်တယ်ရိုက်လိုက်တဲ့စကားလုံးမှန်သမျှမှာလိုက်ပြီးတော့မလုပ်ပြီးဆိုရင်ရှာပေးနေရှိသမျှမှာသူကလိုက်ပြီးတော့ပြမယ်ဒါက find ရှာတာဟုတ်ပြီဒါဆိုရင် replacement ခုနက Arduino ဆိုတဲ့နေရာကိုကျွန်တော်ကပြောင်းခြင်းတယ်ဥပမာဆိုကြပါစို့เนาะဟုတ်ပြီဒါဆို replacement ကိုကျွန်တော်နှိပ်လိုက်မယ် replacement ကိုနှိပ်တဲ့အခါမှာသူကဒီပုံစံပေါ်လာတယ် replacement ခုနကကျွန်တော်ရှာခဲ့တဲ့ဟာလေးကိုတွေ့တယ်အဲ့တော့ဒီ Arduino ဆိုတဲ့နေရာမှာကျွန်တော်ကပြောင်းခြင်းတယ်ဥပမာဆိုကြပါစို့အဲ့ဒီနေရာမှာ Uno လို့ပြောင်းမယ်ကျွန်တော် Urano လို့ပြောင်းလိုက်မယ်ဒါဆိုရင် find next စပြီရှာမယ်เนาะဒါခုနကရှာခဲ့တယ်ဟုတ်ပြီဒါဆိုခဏပြန်ဖြတ်မယ်ကျွန်တော်ဒီမှာ replacement ပြန်ယူမယ် Arduino ဘာလုပ်မလဲဆိုရင်ဒီမှာရှာပြီးတော့ Arduino ဒီမှာတွေ့နေပြီဟုတ်ဒါကိုကျွန်တော်က replace လုပ်မယ်ဆိုရင်တစ်ခုချင်းသွားမယ်ဆို replace ကိုနှိပ်ရမှာပေါ့နော် replace နှိပ်လိုက် Uno ဖြစ်သွားနောက်တစ်ခါ find next ဒါဆိုဒီမှာထပ်တွေ့ဒါမှမဟုတ်တစ်ခုချင်းသွားမယ်ဥပမာရှိသမျှဒီ presentation ထဲမှာရှိသမျှဒီ Arduino ဆိုတဲ့စကားလုံးကိုကျွန်တော် Uno လို့ပြောင်းမယ်ဆိုရင် replace all ကိုနှိပ်လိုက်မယ်ဆိုရင်အကုန်လုံးကိုသူကဘာလုပ်ပြသွားမှာဆိုရင် Uno လို့ပြောင်းသွားဒါဆိုခုနက Arduino ဆိုတဲ့စကားလုံးဒီမှာရိုက်ရှာကြည့်မတွေ့တော့ဘူးဒါဆိုရင် UNO ကိုကျွန်တော်ပြန်ရှာမယ်ဒါလေးကိုခဏဖြတ်ထားလိုက်မယ်ဟုတ်ပြီ find next ဒါဆိုစတွေ့ပြီ Uno တွေ့ပြီဟုတ်ပြီအဲ့ဆိုရင်ဒါဆို U နောက်တစ်ခါ find next ဒါဒီမှာလည်းထပ်တွေ့ပြန် Arduino ဆိုတဲ့နေရာမှာသူကဘာတွေပြောင်းသွားလဲဆိုတော့ဒီမှာ Uno တွေပြောင်းသွားတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုဒီမှာလည်းတွေ့ပြီနောက်တစ်ခါထပ်ရှာသူကဒီမှာရှိသမျှကိုတော့ဘာလို့ဒီမှာလိုက်ပြဟုတ်ပြီဒါဆိုအဲ့ Arduino ဆိုတဲ့နေရာလေးကိုကျွန်တော်ကsorry Uno ဆိုရင် ARDU INO Arduino ဆိုတဲ့စကားလုံးပြန်အစားသွင်းမယ်အဲ့ဒါဆိုရင်ဒီစကားလုံးတွေအကုန်လုံးကျွန်တော် replace all ဆိုပြီးလုပ်လိုက်ရင်ရှိသမျှခုန Uno နေရာတွေမှာ Arduino ဆိုတာပြန်ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့ဆိုရင် find နဲ့ replace အတူတူပဲ find ကရှာရုံပဲရှာတာ replace ကကိုအစားသွင်းခြင်းနဲ့စကားလုံးတွေဘာလုပ်မလဲဆိုတော့လိုက်ပြီးတော့အစားသွင်းတာဖြစ်ပါတယ်ဒါဆို find and replace ကိုလည်းနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်တစ်ခါ spelling check ဟုတ်ပြီ spelling check ဆိုတာကလည်းဒါ what မှာကျွန်တော်သုံးခဲ့တာနဲ့တူတယ်ကျွန်တော်ရှေ့ရသင်ခန်းစာလေးမှာရှိတယ် what သင်ခန်းစာလေးမှာဒါတွေကိုအကျယ်တဝန်းပြောပြထားတယ်ဟုတ်ပြီဒါဆို spelling check တစ်ခုလုံးမှာဆိုကျွန်တော်ဘယ်ကိုသွားရမလဲဆိုရင် review ထဲကိုသွားပါ review ထဲမှာကျွန်တော်တို့ကဒီမှာ spelling နော် AB spelling ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်နှိပ်ပြီးတဲ့အခါမှာ तू ကဒီမှာဒါဆိုစကားလုံးတွေကို तू ကလိုက်ပြီး check ခိုင်းတယ်ဟုတ်နော်ဒါမှနေတယ် DINZ မဟုတ် A နဲ့ခွဲရေးမှာလားပေါ့နော်ဒါကကျွန်တော်တို့လူနာမည်ဖြစ်နေတယ်ဒါဆိုရင်ဒီကောင်ကိုသဘောမတူဆိုလည်းသဘောတူတယ်ပေါ့နော် ignore all အကုန်လုံးသဘောမတူချိန်ပြောင်းမှာလားဒီလိုပုံစံပြောင်းမှာလားမပြောင်းဘူးဆိုရင်လည်းကိစ္စမရှိဘူးဒါကကျွန်တော် spelling ဘယ်နားလေးတွေမှားနေလဲဆိုတာဘာလုပ်ကြည့်ရလဲ check လုပ်ကြည့်တာနော်ချိန်မှာလားမချိန်ဘူးလားဒါဆိုရင်နောက်ထပ်က spelling check လုပ်ကြည့်ပါဦးကျွန်တော်ဒါဆိုဒီမှာပေါ်နေပြီဟုတ်ပြီနော်
ဒါဆိုရင်ဒီကောင်လေးကိုဒီဘက်ဆွဲထုတ်ထားပြီးတော့ကိုကရှင်းရှင်းလင်းလင်းကြည့်ခြင်းလဲကြည့်လို့ရတယ်ပေါ့နော်ဒီလိုလေးဆွဲဖိလိုက်အောင်ဖိပြီးဒီလိုပုံစံလေးပေါ်ရင်ရှာလိုက်လို့ရပြီပေါ့ရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ spelling check လုပ်တဲ့အခါမှာသူကဒီစကားလုံးထဲမှာဥမာဒီစာပိုက်မှာဒီ slide ပေါ့ဒီ slide မှာကျွန်တော်တို့ကဒီဟာဆိုတာမဟုတ်ဘူးတဲ့သူကမတွေ့ဘူးတဲ့သူမကြိုက်ဘူးပေါ့နော်ပြောတယ်အောက်ကကောင်တွေပါလားဆိုတော့မပါဒါဆိုဒီမှာအတွက်တခါထုတ်လိုက်တာ ਨੇ spelling resume ပြန်လုပ်လိုက်ဒါဆိုရင်ဒီ Arjuno ဆိုတဲ့အကွက်မှာသူ spelling ချက်တာကိုထပ်ပြီးတော့တွေ့ရလိမ့်နောက်တစ်ခါကျွန်တော်တို့ဒီမှာနောက် slide တစ်ခုကိုသွားလိုက် resume ပြန်လုပ်လိုက်ဒါဆိုရင်သူကနောက်ထပ်ရှိတဲ့ဟာလေးကိုမလုပ်ဘူးထပ်ပြီးတော့ရှာပေးနေမယ်ဒါကတော့ဒီဟာတွေကြတော့သူကတော့အမားပြမှာပေါ့နော်ဒါကကျွန်တော်တို့ milliwatt တို့ဘာလို့ဒီလိုရေးတာတွေရှိတယ်တချို့စကားလုံးတွေကြတော့ဘယ်လိုပြောမလဲဒီမှာဆိုရင်unit တို့ဘာလို့ပေါ့နော် unit တို့ဘာလို့ရေးတဲ့ခါတွေမှာကြတော့သူကဒါ spelling အနေနဲ့ပဲစစ်တာဆိုတော့အမားပြနေမှာပဲဖြစ်ပါတယ်ဒါဆိုဒီလိုလေးစစ်သွားရင်စကားလုံးအမားတွေကိုကျွန်တော်ဘာလို့ရမလဲဆိုရင်တွေ့ရမှာဖြစ်ပါတယ်ဒါက slide တွေများလာတဲ့ခါမှာအင်မတန်အသုံးဝင်ပါတယ်ကိုစကားလုံးပေါင်းတွေမားနေလားဘာလားဆိုတော့ပြန်ပြီးစစ်တဲ့အခါမှာအဆင်ပြေစေပါတယ်ဟုတ်ပြီဒါဆိုရင် spelling check ကလည်းဒီလောက်ပဲအသုံးပြုတာဖြစ်တယ်နော်spelling check ကလည်းဒီလောက်ပဲအသုံးပြုတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့က spelling check ပြီးတော့ဘာလာမလဲဆိုတော့ဒီမှာtranslation ကတော့ကျွန်တော်တို့ဘာသာပြန်တာပေါ့နော်ဘာသာပြန်တယ်ဆိုတော့ဒီကျွန်တော်တို့ကကျွန်တော်ခုသုံးထားတာက2000 Office Word 2000 Microsoft Office 2013မှာကြတော့ကျွန်တော်တို့ဗမာလိုထိဘာသာပြန်လို့မရအောင်19မှာပြန်လို့ရတယ်ဒါပေမဲ့365ကိုသုံးမှဆိုရင်တော့ဗမာလိုဘာသာပြန်လို့ရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဖွင့်လိုက်ပြီဒီဟာတစ်ခုကိုဘာသာပြန်မယ်ဘာသာပြန်ဆို review ထဲကိုသွား review ထဲမှာကျွန်တော်ဒီမှာ translate ဆိုတာရှိတယ် translate ကိုနှိပ်လိုက် mini translator တဲ့နော်အဲ့တော့ကိုဘာသာပြန်ခြင်းတဲ့တကြောင်ဒါကို select မှတ်လိုက်ဒါဆိုရင်ဒီမှာ select the text နော် select the translate select the text ကိုဘာသာပြန်ခြင်းတဲ့ဟာလေးကိုနှိပ်လိုက်ဒါဆိုရင်သူကဒီမှာဘာလုပ်ပေးမှာလဲဆိုရင်ဘာသာပြန်ပေးသွားမှာနော်ဘာသာပြန်ပေးသွားမှာကျွန်တော်တို့ကဘာသာပြန်တဲ့အခါမှာတခုတော့ရှိတယ် internet လေးဖွင့်ထားဖို့တော့လိုမယ်နော် internet လေးဖွင့်ထားဖို့လိုမှာဖြစ်ပါတယ် internet လေးဖွင့်ထားရှိပါသားသူကဘာလုပ်ပေးမလဲဆိုရင်ဘာသာပြန်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီ translate ဘာသာပြန်တဲ့အခါမှာကျွန်တော် chess အနေနဲ့ဘာသာပြန်မှာလားကိုကြိုက်တဲ့ဘာသာစကားကိုဒီမှာရွေးချယ်ပါဟုတ်ပြီနော်ကိုကြိုက်တဲ့ဘာသာစကားကိုရွေးချယ်ဒီမှာကိုကတော့ English United States ကိုရွေးထားတယ် from ဘယ်ကနေလဲပေါ့နော် English United States ကနေကိုပြန်ကျင်တဲ့ဘာသာစကား Greek ကိုဘာသာပြန်ကျင်တယ်ဆိုလဲ Greek ပေါ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ကဒီမှာဘာသာပြန်တဲ့ဟာလေးထွက်လာပြီပေါ့နော် this service ဆိုတော့ဒါအပေါ်ဟာလေးဒီကောင်လေးကိုကျွန်တော်ဒီမှာမတွေ့ဘူးလို့ပြောတာနော်ဒါဆိုကျွန်တော်ဒီမှာ internet က line မကောင်းဖြစ်နေလို့အဲ့တော့ဒီကောင်လေးကိုနှိပ်ပြီးတော့ဘာသာပြန်မယ်ဆိုရင်လည်းပြန်လို့ရတယ်ပေါ့နော်အဲ့တော့ဘာသာပြန်ခြင်းတဲ့ဟာကိုဒီမှာပြန်မရဖြစ်နေတယ်အဲ့တော့နီလန်းသိထားဖို့လိုတယ် internet connection မကောင်းဖြစ်နေလို့ဘာသာပြန်ခြင်းတဲ့စကားလုံးစု text တွေမှန်သမျှကို select မှတ်လိုက်ပါပြီးရင်ဒီ translate ဆိုတာလေးကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ translate select the text ဆိုတာလေးကို click တစ်ချက်နှိပ်လိုက်ဒါဆိုရင်သူကဒီဘက်မှာဘာသာပြန်ပေးမှာဖြစ်ပါ internet ဖွင့်ထားမယ်ဆိုရင်ဘာသာပြန်ပေးမှာဖြစ်ပါ internet ရှိမှဆိုရင်ကျွန်တော်တို့ Office 365တွေပါနဲ့2019လုံးမှာဆိုရင်ဗမာလိုထိပါဘာသာပြန်ပေးသွားမှာဖြစ်ပါဟုတ်ပြီဒါဆိုရင် translate ကိုလည်းရမယ်လို့ထင်ပါတယ်အဲ့တော့ special character ဆိုတာကလည်းကျွန်တော်တို့ကပြောရမယ်ဆိုရင်ဒါဝါနဲ့အလားတဲ့အင်မတန်မှတူပါပဲဝါနဲ့အလားတဲ့တူလို့ဆိုကျွန်တော်ဒီမှာ new slide တစ်ခုယူမယ်ဟုတ်ပြီနော်အဲ့ special character တစ်ခုထည့်မယ်ဆိုကျွန်တော် insert ထဲကိုသွားပါမယ်ဒီမှာ symbol ဆိုတာရှိပါတယ်ဒီ symbol ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့ဒီထဲမှာပေါ်လာဒီထဲကဟာလေးတစ်ခုကိုလိုချင်တယ်ဆိုရင်ဒါ click မှတ်လိုက်မယ် click မှတ်လိုက်ပြီးတော့ insert ဆိုတာလေးကိုနှိပ်လိုက်မယ်နော် insert နှိပ်လိုက်ရင်သူကဒီမှာပေါ်လာပြီဖြစ်ပါတယ်ဒါဆိုဒါ special character တွေထည့်တာပါဒီလိုပုံလေးတွေထည့်ခြင်းနဲ့ဟုတ်ပြီနော်အဲ့ဒါမျိုးလေးဆိုဘယ်လိုသွားမလဲ special character တွေသွား special character မှာပုံနဲ့မျိုးစုံเนาะ font တွေမှာရှိတဲ့ပုံစံမျိုးစုံရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာသူ့ရဲ့ font တွေပြောင်းတာနဲ့ပုံစံလေးတွေကဘာဖြစ်နေလဲဆိုတော့ဒီမှာအပြောင်းလဲလေးတွေအများကြီးမြင်ရပါတယ်เนาะ insert နှိပ်လိုက်တာနဲ့သူကပေါ်လာမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ font ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကလိုက်ပြီးတော့ပြောင်းလို့ရတာဗမာ font တွေဖြစ်နေတယ်နောက်တော့ English font တွေကဒါဆိုမြန်မာ font တွေကဟာလေးထည့်တာဖြစ်တယ်နောက်တစ်ခါ English font ပေါ့เนาะကျွန်တော်ဒီမှာ Tiny Roman ရွေးလိုက်မယ်ခဏလေး Tiny Roman လို့ရိုက်ထည့်လိုက်မယ်ဟုတ်ပြီ Tiny Roman ဟုတ်ပြီ Tiny Roman ဆိုရင်လည်းဒီမှာသူ့ရဲ့ special character တွေကျွန်တော်တို့ဒီစကားလုံးတွေသုံးတဲ့အခါပေါ့เนาะဥမာဆိုကြပါစို့alpha တို့ beta တို့ဒီလိုသင်္ချာကိန်းဂဏန်းနဲ့ပတ်သက်တဲ့ character မျိုးတွေသုံးကျင်တယ်တီတာတို့ဒီမှာเนาะ lambda ဒါမျိုးတွေထည့်ကျင်တယ်ဆိုဒီကနေပဲသွားပြီးတော့ထည့်ရပါဒါက
special character ကိုထည့်တာပါကိုစာရိုက်နေတဲ့အခါမှာလိုအပ်တဲ့အခါမှာ special character ကနေသွားပြီးတော့ထည့်လို့ရပါတယ်နော်ဒါက special character ထည့်တာဖြစ်ပါတယ် special character ထည့်ဖို့ဆိုရင် insert ကိုသွားရတယ်ပြီးတော့မှဒီမှာ symbol တွေကနေသွားပြီးတော့ထည့်ရတာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ slide zoom in zoom out slide zoom in zoom out ဆိုတာကလည်းတကယ်ကြတော့ကျွန်တော်ဘာမှမဟုတ်ပါဘူးဆိုတာကဒီ zoom ဆွဲကြည့်တာပေါ့နော်ကိုကြည့်ရတာသေးနေသလားကိုယ့်ရဲ့မျက်လုံးအနေထားနဲ့မူတည်ပြီးတော့ကြည့်ရတာသေးနေသလားဒါဆိုရင်ဒီမှာဒီအောက်ကဒီဟာလေးပါ zoom out မယ် zoom in ဆိုပြီးတော့ရှိပါတယ် zoom in ဆိုတာကကြီးတာပါကိုသူကဒီမှာကြီးလောက်ရပါတယ်ဒီလောက်ကြီးဆွဲကြည့်လို့လည်းရတယ်သေးကြည့်လို့လည်းရတယ်ပေါ့နော်100ဆိုတာကတော့ပုံမှန်အနေထားပါကျွန်တော်တို့နော်ဒါတော့မှကြီးနေတယ်ကျွန်တော်ခြုံကြည့်လို့ရတယ်ပေါ့နော်အဲသူရဲ့ slide လေးကိုကျွန်တော်ခြုံကြည့်မယ်ဒါကဒီကနေကြည့်တာzoom ဆိုတာကျနောက်တစ်ခါ view တွေကနေကြည့်လို့လည်းရပါတယ်view တွေကနေကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာ zoom ဆိုတာရှိပါတယ်နော် zoom နဲ့ကနေကျွန်တော်တို့ဒီမှာဘယ်လောက်တော့ fit အနေနဲ့ကြည့်မယ်ဆိုရင်80ရာခိုင်နှုန်းနဲ့သူက okay ပေါ့နော်ဒါ fit အနေနဲ့ကြည့်တယ်နောက်တစ်ခါဒီ zoom နဲ့ကနေပဲကျွန်တော်တို့ဥမာဘယ်လောက်နှုန်းနဲ့ကြည့်ချင်လဲပေါ့နော် percentage နဲ့ပြပေးမယ်400ဆို400ရာခိုင်နှုန်း100ရာခိုင်နှုန်း90ရာကိုကြည့်ချင်တဲ့လောက်ကိုဘာလို့ရဆိုရင်ကြည့်လို့ရနောက်တစ်ခါဒီမှာ view တွေကဘာတွေသုံးလို့ရဆိုကျွန်တော်ဒီမှာပေတံလေးတွေပေါ့အတိုင်းအတာလေးတွေသိချင်တယ်ဆိုတော့ပေတံလေးတွေထည့်ထားတယ်ကျွန်တော်တို့က Microsoft Word မှာပဲထည့်တာများတယ်ဒီ Word မှာပဲထည့်များတယ်ပေါ့နော်ဒီ PowerPoint မှာကျသိမထည့်ကြဘူးထည့်ထားရင်ကျွန်တော်ဒီသူ့ရဲ့ slide အကျယ်ဘယ်လောက်ရှိတယ်ဘယ်လိုယူမယ်ဆိုတာလေးကိုကျွန်တော်တို့မြင်ခွင့်ရမှာဖြစ်ပါတယ်နော်နောက်တစ်ခါ grid line တွေရှိတယ်ပေါ့နော်အဲ့တော့ guideline တွေရှိတယ်ဒါတွေထည့်ပြီးတော့ကိုပုံလေးတွေညီကျင်တဲ့အခါမျိုးပုံထည့်တဲ့အခါမျိုးဒီမှာဒီ guideline လေးတွေယူထည့်တာလည်းအဆင်ပြေတယ် grid line လေးတွေယူထည့်လို့လည်းရဒါကတော့ message ရှုပ်တာဖြစ်တယ်လို့ကျွန်တော်တကယ်လိုတဲ့အချိန်ကြမှာပဲဒီကောင်လေးတွေဘာလုပ်မလဲဆိုပေါ်ပြီးတော့သုံးလို့ရပါဒါ view တွေကနေကြည်တာဖြစ်ပါနော်အဲ fit to window နေလိုက်သွားဒါ window ဒီမြင်ရတဲ့ဟာနဲ့ fit automatic ကိုသူကဘာဖြစ်သွားမှာဆိုလုတ်ပြီးသွားမှာဖြစ်ပါနော်အဲ့တော့ဒီမှာ zoom ကနေသွားပြီးတော့ကိုစိတ်ကြိုက် fit ထားလဲရတယ်ကိုစိတ်ကြိုက်ချဲ့ပြီးတော့ကြည့်ကျင်တယ်ဆိုလဲကြည့်လို့ရတယ်ဒါက view ကနေသွားကြည့်တာအဲ့လိုမှမဟုတ်ဘဲနဲ့ဆိုရင်ကျွန်တော်ဒီအောက်က zoom in zoom out နဲ့လဲကြည့်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေ့ပြောတဲ့ editing presentation လေးကိုအကုန်လုံးလိုက်လုပ်ကြည့်မယ်လိုက်လုပ်ကြည့်လို့ရမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ